တခါတော့ကရွာတရွာမှာအရန်ချောမောလှပပေမဲ့ရီးစားမရှိရဲ့မိမပြိုလေးတယောက်ရှိတယ်။သူရီးစားမရှိရခြင်းကသူ့အဖေဦးစိတ်တိုနဲ့မြောက်ညိုလေးကြောင့်မို့ကွယ်။ဦးစိတ်တိုကြီးကသူ့သမီးလေးရဲ့ရှေ့ရေးကိုပူပန်မိမဲ့လဲဘယ်သူနဲ့မှသဘောမတူနိုင်ဘူးပေါ့ကွယ်။စင်ရဲသားလေးတယောက်လာတောင်းတဲ့အခါဘာမှစုဆောင်ထားတာမရှိတဲ့အပြင်လူကြီးမိဘဆောင်ရနဲ့လာမတောင်းလို့စိတ်တူပြီးမောင်းထုတ်ပါတယ်။ချမ်းသာတဲ့သူတွေကရွှေရည်နဲ့လာတောင်းတော့လေသူ့သမီးကိုကုန်ပစ္စည်းမှတ်နေလားဆိုပြီးတောင်းချမ်းမောင်းထုတ်ပါလေရောဒီလိုနဲ့တနေ့တော့ဦးစိတ်တိုကြီးကစိတ်တိုင်းကျသတ်မှတ်လေးကိုရှာတွေ့သွားပါတယ်သူကလူကြီးဆောင်ရနဲ့မိသားဖသားပြီးလာတောင်းရတဲ့အပြင်မန်ကီကော်ဖီတုပ်လေးပါတော့ဦးစိတ်တိုကြီးခင်ဗျာချီပြူချက်ကသွားအောင်မစီနိုင်ဖြစ်နေတာပေါ့ကွယ်နောက်ဆုံးတော့ဦးစိတ်တိုကြီးကမန်ကီကော်ဖီနဲ့လာတောင်းတဲ့တမတ်ချောလေးကိုသမီးတော်လေးအန်နင်းလိုက်ပါတယ်ကွယ်ဒါကြောင့် Burmese AI Studio ရဲ့ပုံသားထောင်တွေအနေနဲ့လည်းရောက်ခမကြီးကိုဘလို့ချင်းကပ်ရမယ်မသိရင် Monkey Coffee လေးနဲ့ချင်းကပ်လိုက်ပါနော်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ AI ကြော်ညာလေးတွေအပ်ချင်ရင် Burmese AI Studio ကိုအခုပဲဆက်သွယ်လိုက်ပါရှင်